တကိုင်းလေးမြည်တော့မျက်စရာမြစ်တာစေတနာအေးအေးမြမြပန်းကလေးများစွာပွင့်လန်းစေခဲ့တာဘဝခီးစားလာဆုံးဖြစ်စေရန်ကာကြီးအစအဆုံးဖြစ်ပြုံးပြချော့ကဆုံးမပြုံးတာမြတ်တော်ဆရာအလိမ္မာတွေတို့မြင့်စီမှုပညာတွေပြီးဝေခဲ့တာအကျဉ်းနာပြေဝမျက်စရာညီညာထားကြဆုံးမနာယူလက်ကလေးကိုပန်းဥခိုက်ပါတယ်မျက်စရာမျက်စရာနှစ်ပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြားခဲ့ပြီးပေါ့မျက်စရာခေါင်းလုံးနဲ့လီတန်ချူဤကဟိုအဝေးမှလွင့်ပြန်လာခါခိုင်နာထိုင်စရာဦးဘာဘူးလူလူတွေ့ကကြီးကနှလုံးသားမှပီတိဝေဖြာစရုပ်လုံးယုံများမှာကြီးကြီးလေးတမတော်လေးမှာရောက်ရှိနေပါပြီကောတပြီပါချမ်းပေးရစီကတရားအဖို့ပေးဝေခဲ့တာဆရာဆရာဦးရဲ့ဆရာဦးဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဦးပြီးလိုက်ရလူရင်မကြည့်လူဝမ်းသာအေးညာမြတ်တာမြေဝန်းမမြည်ရဖြာချမ်းမြေမြတ်တာဆရာမြတ်တာဆုံးမနာယူလက်ကလေးကိုပန်းဥခိုက်ပါတယ်မျက်စရာမျက်စရာရှင်တော်မြတ်ဖရာတကိုင်းလေးမြည်တော်မျက်စရာမြတ်တာစေတနာအေးအေးမြမြပန်းကလေးများစွာပွင့်လန်းစေခဲ့တာဘဝခီးစားအလားဆုံးဖြစ်စေရန်ကာကြီးအစအဆုံးဖြစ်ပြုံးပြချော့ကဆုံးမပြောတာမြတ်တော်ဆရာအလိမ္မာတွေတို့မြင့်စေဖို့ပညာတွေပြီးဝေခဲ့တာအကျဉ်းနာပြေဝမျက်စရာညီညာထားကြဆုံးမနာယူလက်ကလေးကိုပန်းဥခိုက်ပါရဲ့မျက်စရာမျက်စရာနှစ်ပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြားခဲ့ပြီးပေါ့မျက်စရာခေါင်းလုံးနဲ့လီတန်ချူတီးကဟိုအဝေးမှလွင့်ပြန်လာခါခိုင်နာထိုင်ဆရာဦးဘာဘူးလူလူတွေ့ကငေးကနှလုံးသားမှပီတိဝေဖြာစရုပ်အလုံးယုံများမှာကြီးကြီးလေးတမတော်လေးမှာရောက်ရှိနေပါပြီကောတပြီပါသိပ္ပမချမ်းပေးရစီကတရားအဖို့ပေးဝေခဲ့တာဆရာဆရာဦးရဲ့ဆရာဦးဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဦးပြီးလိုက်ရလူရင်မကြည့်လူဝမ်းသာအေးညာမြတ်တာမြေဝန်းမမြေကြီးဖြာချမ်းမြတ်တာဆရာမြတ်တာညီညာထားကြဆုံးမနာယူလက်ကလေးကိုပန်းဥခိုက်ပါတယ်
တော့ချစ်စွာတော့မြတ်ဆရာအိုးချစ်စွာတော့အိုးပဲမြတ်ဆရာစေတနာဝါသနာအနစ်နာနာသုံးနာရင်မှားထားဆရာသခင်များပညာသင်ကြားတင်ထားကျေးဇူးရွယ်ရည်စုကချစ်ဦးတင်တုံးစခါဒီပါဠိအလားစာရှိမှနမမိပါအာစရိယာအိုးချစ်စွာတော့အိုးပဲမြတ်ဆရာအိုးချစ်စွာတော့မြတ်ဆရာအိုးချစ်စွာတော့အိုးပဲမြတ်ဆရာစေတနာဝါဒနာနဲ့နာသုံးနာရင်မထားဆရာသခင်များပညာသင်ကြားတင်ထားကျေးဇူးရွယ်ရည်စုကရှိဦးတင်တုံးစခါဒီပါဠိအလားစာရှိမှနမမိပါအာစရိယာအိုးချစ်စွာတော့အိုးပဲမြတ်ဆရာဘဝတွေထွေတွေအခြေအနေအကြောင်းသာတည်တမြေပြောင်းကြတာကြည်ကြည်ရာညညူရာစကားဥပမာဒီကြောင်ကြီးနဲ့နှစ်ပေါင်းရှိကြအနေကွာလှမ်းမိမဲ့အခုလိုလေတစ်နှစ်မှတစ်ခါပြန်လေတွေ့ဆုံကြတာဝမ်းမြောက်ပြီးဒီပြဆရာမကြီးများရဲ့အဆုံးအမခံယူတာဘာသာရေးသာသနာရေးရာနိုင်ငံရေးလူမှုရေးရာစီးပွားရေးရာဖြာဆွေးနွေးတိုင်ပင်ကြရတာပျော်ရွှင်စရာအကြောင်းတရားကောင်းမြတ်တဲ့အစဉ်အလားမင်္ဂလာအခါတပါးပါအိုးချစ်စွာတော့ဘုပဲမြတ်ဆရာဘဝတွေထွေတွေအခြေအနေကြောင်းသာတရေတမြေပြောင်းကြကရေကြီးရာညနုရာစကားဥပမာဒီကြောင့်ကြီးနဲ့နှစ်ပေါင်းရှိကြအနေခွာလမ်းမေခုလိုလေးတစ်နှစ်မှတစ်ခါပြန်လေတွေ့ဆုံကြတော့ဝမ်းမြောက်ပြီးဒီပြဆရာမကြီးများရဲ့အဆုံးအမခံယူတာဘာသာရေးသာသနာရေးရာနိုင်ငံရေးလူမှုရေးရာစီးပွားရေးရာပြဆွေးနွေးတိုင်ပင်ကြရတာပျော်ရွှင်စရာအကြောင်းတရားကောင်းမြတ်တဲ့စဉ်လားမင်္ဂလာခါတပါးပါအိုးချစ်စွာတော့အိုးပဲမြတ်ဆရာဘုရားနဲ့တကယ်နဲ့ခါကလောကကိုအလှဆင်နေသူများအိုးမြတ်ဆရာတရားနဲ့တကယ်နဲ့ခါကလောကကိုပြုပြင်နေသူများအိုးမြတ်ဆရာသံဃာနဲ့တကယ်နဲ့ခါကလူဘဝကိုပဲ့ပြင်နေသူများအိုးမြတ်ဆရာမိဘနဲ့တကယ်နဲ့ခါကလူလက်ခွင်လှဆင်နေသူများအိုးမြတ်ဆရာအနန္တငါးပါးတကယ်နဲ့ခါကအသက်ထင်ရှားတပါးဝင်ပါနတ်ဆရာကိုပူဇော်ကြရာပန်းလှူတဲ့လက်ပွားပေါ်မှာပန်းရနံလေးတွေပြင်ပြမွေးကြံခဲ့သလိုပါနတ်ဆရာများပူဇော်မွေးမှာသာဓုခေါ်ပါအနုမောဒနာကောင်းရဲ့ခေါ်ချူတပည့်တို့ရကြမှာစိတ်ချယုံကြည်စွာကာယဝစီမနောခြေကဒီတိလင်္ကာပူဇော်ပရောဒရာအိုး
ချစ်စွာသောချစ်စွာသောအိုးပဲမြတ်စရာအိုးချစ်စွာသောချစ်စွာသောအိုးပဲမြတ်စရာအိုးချစ်စွာသောချစ်စွာသောအိုးပဲမြတ်စရာမြတ်သောဆရာအာစရိယကုနောအနန္တောပါမြတ်ဆရာအာစရိယအနွယ်ဝင်တွေပါမြတ်ဆရာမြတ်သောဆရာအာစရိယကုနောအနန္တောပါမြတ်ဆရာအာစရိယအနွယ်ဝင်တွေပါအကြလဲတင်ပဲ့ရင်ဆုံးမတိတ်ပါမချမ်းဘေးရန်စီကားတင်ရအဖို့ဆရာတို့ရဲ့ဝန်ငါးပြာသာတို့ချစ်တဲ့မြတ်ဆရာတမီးတို့ချစ်တဲ့မြတ်ဆရာသာတို့ချစ်တဲ့မြတ်ဆရာတမီးတို့ချစ်တဲ့မြတ်ဆရာအင်္ဂလိကတရားတင်ချီကဥညွတ်တွားဝတ်တွားကကြောအပ်ပါလိဆရာဘုရားနေတကိုင်းနေထားအာစရိယဆရာများပြမှုတောင်းဥမကယူဘုံကျေးဇူးအနန္တကပါပန်းကလေးတွေရှင်သန်ပူပွင့်ဆွေးညဝင်းညဝေဝေစာဥယျင်မှုစမြဝန္တာရှာအချိန်တန်လို့အရွယ်ရောက်ဥယျင်မှုတယောက်မြည့်ယူလေရှာဥယျင်မှုပမာဟောမြတ်တိဆရာအချိန်တန်အရွယ်ရောက်ခါလူသားမြောက်တဲ့တပည့်တွေပေါ်မှာပန်းကျွေသွားတဲ့အင်းစီပမာအခြေချမ်းရစ်သူဒီဆရာတွေမှာတပည့်တွေရှင်ရေးတွေးလို့သာရင်မှာဝန္တာဝန္တာဝန္တာပီတိပြာတာရုရှိတဲ့မြတ်ဆရာဆရာမြတ်သောဆရာအာစရိယကုနောအနန္တောပါမြတ်ဆရာအာစရိယအနွယ်ဝင်တွေပါမြတ်ဆရာမြတ်သောဆရာအာစရိယကုနောအနန္တောပါမြတ်ဆရာအာစရိယအနွယ်ဝင်တွေပါအကြောင်းလဲတင်တဲ့ပြင်ဆုံးမတိတ်ပါမချင်ဘေးရန်စီကားတင်ရအဖို့ဆရာတို့ရဲ့ဝန်ငါးပြာသာတို့ချစ်တဲ့မြတ်ဆရာ